time. No time for Donnarumma. There's the whistle. And နိုင်ငံကြီး City. ရဲ့ပွဲပြီးခေတ်မုတ်တန်တဲ့အတူမြောက်လန်ဒန်ရဲ့ကောင်းကင်ယံကြီးတစ်ခုလုံးရဲရဲတောက်သွားခဲ့ရတဲ့ညာတညပဲဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းကတမောင်များစွာသောဂန်းနာတွေရဲ့မျက်ရည်တွေအော်ဟစ်တန်တွေဟာအမေရိကန်ကြီးထဲမှာတပြိုင်နက်တည်းပောက်ကွဲထွက်လာခဲ့တာပါဟုတ်ပါတယ်22နှစ်ကြာဂျပန်8000ကျော်ကြာအဝေးကွာနေခဲ့တဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးဟာအခုတော့သူတို့စီကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီနောက်ဆုံးချိန်အာဆင်နယ်ချန်ပီယံဖြစ်ခဲ့တာကကယ်ဗင်ဒီဘရိုင်တာမန်ကလေးငယ်တဦးဘွားပါလီယိုနယ်မက်ဆီဆိုရင်ဘာစီလိုနာအသင်းကြီးမှာပွဲဦးထွက်ခါစားအချိန်ဖြစ်တဲ့2004ခုနှစ်လောက်ကပါပဲတမိုင်းဝင်ရှုံးပွဲမရှိချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမြောက်လန်ဒန်ရဲ့ချန်သေးကြီးဟာကာလရှည်စွာအိမ်မောကျနေခဲ့ရတာပါဖလားပြိုင်ပွဲတွေကနေဝေးကွာလာပြီးအားကိုးရတဲ့ကစားသမားတွေကိုလည်းရောင်းချရခြင်းနဲ့အတူဒုတိယဆိုတဲ့လောင်ပြောင်မှုတွေအောက်ကနေပြည်သက်တွေဟာနှစ်ပေါင်းများစွာစိတ်ထင်ရတွေနဲ့ဖျက်ဆီးခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ပြိုလဲနေတဲ့အဆောက်အဦကိုပြန်လည်တည်ဆောက်ဖို့အတွက်အန်ကယ်ဝင်းရဲ့တပည့်ရင်းဖြစ်တဲ့မီကေအာတီတာရောက်ရှိလို့လာခဲ့ပါတယ်အစာပိုင်းမှာတော့ဝေဖန်မှုတွေကပြင်းထန်ခဲ့ပေမဲ့အာတီတာအသင်းရဲ့ယဉ်ကျေးမှုကိုအမြင့်ကနေပြောင်းပြန်လည်ဆွဲထုတ်နိုင်ခဲ့ပါတယ်လူငယ်ခြေတဲ့ကစားသမားလေးတွေကိုယုံကြည်မှုပေးပြီးသွေးသစ်လောင်းနိုင်ခဲ့တယ်လို့တိုက်ခိုက်ရေးစိတ်ဓာတ်ကိုပါသွင်းပေးနိုင်ခဲ့လို့ပါပြီးခဲ့တဲ့ရာသီတွေမှာချန်ပီယံဆုနဲ့ကက်လွဲခဲ့ရတဲ့သင်ခန်းစာတွေကိုဒီတစ်နှစ်မှာတော့အာဆင်နယ်တို့ဟာပုံမရင်းချက်ပြီးကြောက်မက်ဖွယ်ကောင်းအောင်ကစားပြနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီဟာဒီရဲ့လန်ခီကလည်းတကယ်တော့မလွယ်ကူခဲ့ပါဘူးပရီးမီးယားလိဂ်မှာနှစ်စဉ်မြဲဒိုမီနီလုပ်နေတဲ့မန်စီးတီးရဲ့ဖိအားပေးမှုတွေပွဲပန်းမှုတွေကြားကနေပွဲတိုင်းကိုဘိုးလူပွဲလို့သဘောထားပြီးကစားခဲ့ကြရတာပဲဖြစ်ပါတယ်ခေါင်းဆောင်ကောင်ပြီးသားတဲ့အိုရီဂက်တိုက်စစ်ရဲ့သက်သွေးကြောဖြစ်တဲ့ဘိုကာယိုဆာကာနဲ့အသင်းသားအားလုံးရဲ့ကြောက်ဆောင်လို့ခိုင်မာတဲ့စီးလုံးမှုတွေကအခုတော့အာဆင်နယ်အသင်းကိုတမိုင်းသစ်ရေးထိုးနိုင်မှုတွန်းအားတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်22နှစ်ကြာဆောင်းဆိုင်ခဲ့ရတဲ့အိမ်မဆိုးဟာဒီနေ့ညမှာတော့တရားဝင်ပြီးဆုံးသွားခဲ့ပါပြီအာဆင်နယ်အသင်းဟာမြောက်လန်ဒန်မှာရှိတဲ့အင်္ဂလန်ရဲ့ဘရင်ဖြစ်ကမ္ဘာကြီးကိုရဲရဲဝံ့ဝံ့ကြေညာလိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်တစ္ဆာရှိအားပေးခဲ့တဲ့ဂန်နာအားလုံးအတွက်တော့ဒါဟာဘာနဲ့မှမလဲနိုင်တဲ့အလှပဆုံးညာလေးတစ်ညပဲဖြစ်သွားတာပါအာဆင်နယ် congratulation ပါကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းမိတ်ဆွေနဲ့အတူပြန်လည်ဆုံကြပါသေးတယ် We are the champions.